နန်းတော်စီဦးတည်ထားတဲ့ရထားလုံးနဲ့ရောက်တာနဲ့မြုပ်ကွက်ကချက်ချင်းပေါ်လာခဲ့တာပဲမိမဆိုးကောင်းဆောင်ကငါးစီကိုင်းညွတ်လာပြီးကြည်ကမျက်မှောင်ကျုပ်လိုက်တယ်ကောင်မလေးမင်းပဲစီသွားနေမှန်းရောသိရလားသူ့အတန်ကိုနှိပ်လိုက်ပြီး3နှစ်အတွင်းမှာအရှင်မင်းကြီးကနန်းတော်ထဲကမိမ15ယောက်ကိုတတ်ခဲ့တာမင်းရောအဲ့ဒီလောက်တောင်ကိုယုံကြည်မှုရှိနေတာလားငါကတော့တချင်းလေးအတာငင်းသူ့ကိုပြုံးပြလိုက်တယ်အရှင်မင်းကြီးကကလေးလိုချင်နေတဲ့တနာစရာကောင်းတဲ့လူတစ်ယောက်ပါပဲရက်ဆက်တဲ့ဧကရစ်မှာတားဆုမရတာ3နှစ်ရှိပြီးမောင်မ15ယောက်ကိုလည်းတက်ပစ်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ကလေးအများကြီးမွေးဘူးတဲ့အိမ်အောင်တဲ့အမျိုးသမီးတွေကိုဖမ်းဆီးဖို့လူတွေလွတ်လိုက်တာပဲငါတို့မျိုးနယ်ကအမျိုးသမီးတွေရဲ့တင်ပါဟာတာမန်လူတွေထက်3ဆပိုကျဲပြီးသားသမီးမွေးဖွားနှုန်းအလွန်ကောင်းကြတယ်တခါကိုဝင်ဆောင်ရင်ကလေး8ယောက်မွေးတာငါလည်းနန်းတော်တွေကိုအတင်းဆွဲခေါ်ခံလိုက်ရတာပေါ့ရက်ဆက်တဲ့ဧကရစ်ကငါမေးစိတ်ကိုကင်ပြီးအင်မတန်ယွန်ရှာတဲ့မျက်လုံးတွေနဲ့ခေါင်းစာချေအဆုံးကြည့်တဲ့နောက်ဆုံးသူ့မျက်လုံးတွေကငါရဲ့နောက်ကျောဘက်စီရောက်သွားတယ်မင်းကိုမင်းကန်ကောင်းတဲ့အမှတ်ပါငါမင်းကို3လအချိန်ပေးမယ်ကိုဝင်မရရင်မင်းကိုအရှင်လက်လက်အရေးခွန်ခွာပြီးကျန်တဲ့သူတွေနဲ့အတူဒီမှာချိတ်ဆွဲထားမယ်ဩတာနဲ့ကလေးကတားယောက်ျားလေးမဟုတ်ရင်လည်းမင်းပါသူတို့နဲ့အတူပါသွားမှာ3လဟုတ်လားရက်ဆက်တဲ့ဧကရစ်ကစိတ်တို့ဒေါသထွက်နေတဲ့ပုံနဲ့မျက်လုံးကိုမိကြည့်လိုက်တာပဲသူဒေါသပေါက်ကွဲတော့မယ့်အချိန်မှာရုတ်တရက်တင်းခနဲ့ရက်သွားတယ်ငါသူ့ကိုပြုံးပြလိုက်တယ်အမွေဆက်ခံသူရဖို့ကမဆောင်နိုင်ဘူးလေတလားဆိုတာပိုတောင်းပိုသေးတယ်တလားအကြာမှာတော့နန်းတွင်းသမားတော်ဟာကြောက်ရွံ့တုန်လို့စွာနဲ့ဒူးထောင်နေခဲ့ရပြီအရှင်မင်းကြီးဒါဟာကိုဝင်ရှိတဲ့အသွေးခုံတုံးပါပလင်ပေါ်မှာအမွေဆက်ခံသူမရှိပဲ3နှစ်ကြာနေခဲ့တာတိုင်းပြည်တစ်ခုလုံးအတိပဲသူကကြမ်းတမ်းပြီးခံမလို့မရတဲ့သူမောင်မ12ယောက်ထက်မကကိုတက်ခဲ့ပြီးနန်းတွင်းတစ်ခုလုံးလည်းကြောက်လန့်တုန်လို့နေကြရတာပေါ့ဒီအကြောင်းကိုရဲရဲဝံ့ဝံ့ထုတ်ပြောရတဲ့အမတ်တွေဆိုခေါင်းဖြတ်ခံရတာကြီးပဲမင်းတို့အကုန်လုံးကငါ့ကိုပြဿနာလို့ထင်နေကြတာမဟုတ်လားအင်ပါယာတစ်ခုလုံးမှာသားတယောက်မျှမရှိရတာအမတ်တွေခမညာကြောက်လွန်းလို့သပင်တွေပါဖြူလျှော့ကုန်ကြတယ်အမတစ်ခုခုလုံးမိရင်ကိုမျက်ခံရမလားဆိုပြီးကြောက်နေကြရတာလေးနောက်ဆုံးတော့ဒုတိယအမတ်ချုပ်ကရှေးအောင်ကျန်းစာတအုပ်ကိုရှာတွေ့ခဲ့တယ်အရှင်မင်းကြီးခန်းကူမျိုးတွေကအမျိုးသမီးတွေဟာတားယောက်ျားလေးမွေးဖို့အကောင်းဆုံးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိကြပါတယ်တဲ့တယောက်လောက်ယူလိုက်ရင်အရှင်မင်းကြီးမှာသားသမီးတွေအများကြီးရလာပါလိမ့်မယ်ရက်ဆက်တဲ့ဧကရီရဲ့မျက်လုံးတွေဝင်းလက်သွားတယ်သူတို့အကုန်လုံးကိုငါစီခေါ်ခဲ့စမ်းနန်းတွေအဖွဲ့တွေဟာမင်းမင်းကိုကင်ပြီးတောင်တွေမြစ်တွေကိုဖျက်ကျော်ကငါတို့ရွာစီတန်းတန်းမမက်ရောက်လာကြတယ်ငါမြစ်ကမ်းနားမှာအဝိရှောင်နေတော့ငါယောက်ျားမောကြီးပန်းကြီးနဲ့ပြေးလာတယ်အာယိုသတင်းကောင်းသတင်းတော်ဆုံးပဲမင်းချမ်းသာတော့မယ်ဧကရစ်ကခန်းကူမျိုးသမီးတွေသားသမီးမွေးနှုန်းကောင်းတာကိုကြားသိသွားလို့ငါတို့ရွာစီလူတွေလွတ်ပြီးပတ်စံအများကြီးပေးနေကြပြီးအဲ့ဒါမင်းမလားငါမင်းရဲ့ယောက်ျားလို့သူတို့ကိုပြောလိုက်ပြီးသဘောတူကြောင်းလည်းပြောပြီးအဆန်းကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့တုံတုံရင်ရင်နဲ့ငါလက်ကိုကင်လိုက်တယ်မင်းမကြတင်လေတီလားစိတ်တဆအစာ900တောင်ငါအတွက်မိမ3ယောက်ယူလို့ရလောက်အောင်ပမာဏပဲမင်းကမိမ1ယောက်လေးမိမဆိုတာကလေးမွေးပေးရမှာပဲဘသူအတွက်မဆိုမင်းကလေးမွေးပေးရမှာပဲမဟုတ်လားစိတ်ရှိနှလုံးလုံးတီးကျွမ်းလာခဲ့တဲ့သူ့မျက်နှာကိုငါစိုက်ကြည့်နေမိတယ်ဟိုတနေ့ကမှအတူတူမိသားစုတည်ဆောက်မယ်လို့ပြောနေခဲ့တာခုတော့တခြားသူနဲ့လက်ထပ်ဖို့ငါ့ကိုရောင်းစားလိုက်ပြီးငါအချိန်ကြာကြီးတိတ်ဆိတ်နေခဲ့တဲ့ဧကရစ်ကလူအများကြီးကိုတတ်ခဲ့တဲ့ရက်ဆက်သူဆိုတာသိရလားလို့ငါသူ့ကိုမေးလိုက်တယ်သူခဏမျှတုံဆိုင်သွားပြီးမှဘာမှမဟုတ်တယ်လို့ပြစ်ခါပြောတယ်ဧကရစ်ရဲ့ကလေးကိုကိုဝင်ဆောင်ရတာကောင်းကြီးတစ်ခုပဲတက်ခံရရင်လေသူတို့အပိုင်းပေါ့ဒါပေမဲ့မင်းကကလေးမွေးနိုင်နေမဟုတ်လားသတင်းစကားတွေကမမှန်ဘူးဆိုရင်တော့ပြဿနာမရှိပါဘူးမင်းကိုဝင်မရရင်လေငါပြဿနာမဟုတ်ဘူးအဲ့ဒါမင်းရဲ့ကံကြမ္မာပဲမင်းမသားရင်ဆိုင်လိုက်မနှက်ခံလောဘတွေနဲ့လိန်ညီနေတဲ့အဲ့ဒီမျက်နှာကိုကြည့်ပြီးငါမျက်လုံးမိလိုက်တယ်ကောင်းပြီလေငါသဘောတူတဲ့အစမ်းကတနာစရာကောင်းတဲ့ငါ့ကိုဆွဲခေါ်သွားပြီးလွှဲပြောင်းပေးလိုက်တယ်မိမဆိုးကောင်းဆောင်ကအခန်းကိုဝေ့ကြည့်လိုက်ပြီးသူ့ကြည့်ကငါရဲ့တင်မကြီးတွေစီမှာရက်သွားတယ်သူ့မျက်နှာမှာလောဘအယောင်တွေလက်သွားတာပဲအင်းတယောက်ယောက်တော့အစားကောင်းကောင်းစားထားပုံပဲငါ့ကိုလူအချို့ကတွန်းထိုးခေါ်ဆောင်သွားလို့ခြေလန်းတိုင်းမှာရိုင်ထိုးနေခဲ့ရတယ်ရွာတကားဝမှာအစမ်းကိုနောက်ဆုံးတစ်ခေါက်လှည့်ကြည့်လိုက်မိတယ်သူကတော့မတင်မှတ်ပဲရလိုက်တဲ့လက်လာပါကြောင့်တာယာနေတော့ပဲငါငိုလိုပြီးထွက်ခွာလာခဲ့ပေမဲ့ငါနှုတ်ခမ်းထောင်တွေကတော့တွန့်ဝေးပြုံးယောင်တန်းနေခဲ့ပြီးအစမ်းနောက်ဘဝမှာပြန်ဆောင်ကြတာပေါ့